အားလုံးပဲမင်္ဂလာပါကျမတို့ဒီတစ်ပတ်လေးမှာပြန်ပြီးတော့ဆုံကြပြန်ပြီဒီတစ်ပတ်မှာရောကျမတို့ဘယ်လို reading လေးတွေလုပ်ပေးမလဲဆိုတော့ဒီတစ်ပတ်မှာဘယ်လို energy တွေရနေလဲဆိုတဲ့ခါကျတော့နည်းနည်းလေးရှုပ်ထွေးတဲ့ energy တွေရတယ်ပေါ့နော် energy ကရှုပ်ထွေးတယ်ကိုယ်တိုင်ကလည်းအဆင်မပြေသလိုတစ်ဖက်မှာလည်းအဆင်မပြေတဲ့ energy မျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးရတယ်ကျမဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီရက်ထဲမှာလေစိတ်ထဲမှာအန်ဂျင်တလူလိုခေါင်းမူးတလူလိုအဲ့လိုပုံစံမျိုးဖြစ်တာပေါ့နော်ဘာမှမသိဘူးအဲ့လိုမျိုးကြီးဖြစ်နေ energy တွေကလေပြီးတော့ဒီကြားထဲမှာလည်းကျမက energy work လေးတွေလုပ်ဖြစ်တယ်ပေါ့လုပ်ဖြစ်တဲ့ခါကျတော့အဲ့လိုခန္ဓာကိုယ်မှာစိုင်းနေရပြနေတာပေါ့နော်အဲ့လိုမျိုးဆိုတော့နေရတော့တော်တော်လေးခက်တဲ့အခြေအနေလေးတစ်ခုကိုဖြတ်သန်းနေရတယ်ဒါလေးကတော့ကျမအကြောင်းပေါ့နော်ကဲအဲ့တော့ဒီတစ်ပတ်မှာပေါ့နော်ကျမတို့ရဲ့ပုံမှန်လုပ်ပေးနေကြဖြစ်တဲ့တစ်ဖက်လူကသူ့ဘက်မှာဘာတွေဖြစ်နေလဲသူကိုဘာလို့မဆက်သွယ်သေးတာလဲပေါ့နော်ဒါကအဆက်အသွယ်မရသေးတဲ့လူတွေအတွက်ကိုကြည့်ပေးတာဖြစ်တယ်သူ့ဘက်မှာဘာတွေဖြစ်နေလဲသူဘာကြောင့်မဆက်သွယ်နေတာလဲဟုတ်ပြီနော်သူ့အကြောင်းကိုကျမတို့ကြည့်ကြမယ်ပေါ့နော်ကိုနဲ့သက်ဆိုင်တဲ့လူတွေရှိရဆိုရင်ကြည့်ပေးပါenergy က align မဖြစ်ဘူးလို့ခံစားရတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြော်သွားလို့ရတယ်ပေါ့နော်အရင်ဆုံးကျမကတ်ကလေးတွေကို shuffle လုပ်ပါမယ်စကားမပြောတော့ဘူးပေါ့နော်မြန်မြန်လေးပဲလုပ်လိုက်ကြမယ်โอเคသူ့ဘက်မှာဘယ်လို energy တွေဖြစ်နေလဲ oh my god ကျမ energy ကလေကျမလည်းတိတ်မကောင်းဘူးကျမဘက်ကနေလေကဲအားလုံးပဲကြည့်နေတဲ့လူတွေဒါသူ့ရဲ့တစ်ဖက်လူပေါ့နော်မင်းတို့ရဲ့တစ်ဖက်လူပေါ့နော်တစ်ဖက်လူဘက်မှာကဘယ်လို energy တွေဖြစ်နေလဲဆိုရင်တော့ဒီမှာ energy တွေကတော့အရန်ကိုအရန်အဆင်မပြေတဲ့ energy ပေါ့နော်မြင်တာနဲ့ကြည့်လိမ့်မယ်မြင်တာနဲ့သိလိမ့်မယ် the tower ပြီးရင် three of swords နော်ပြီးရင် ten of swords five of swords နော်အဲ့လိုဆိုတဲ့ခါကျတော့သူ့ဘက်မှာတော့ပြိုလဲနေရပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာကောဒီလက်တွေ့လှုပ်ဆောင်တဲ့အရာတွေမှာကောသူပြိုလဲနေတဲ့ energy ကိုတွေ့ရတယ်ပြောမယ်ဆိုလို့ရှိရင်ပေါ့သူအဆင်မပြေဘူးပေါ့နော်တခုခုကိုလည်းအဆုံးသက်တစ်ခုရောက်နေသူ့ဘက်ကနေလည်းသူ awakening ဖြစ်လာမဲ့ energy မျိုးကိုတွေ့ရတယ်ကိုယ်တိုင်ကကြတော့လေဒါကကိုယ့်ရဲ့လမ်းကြောင်းကိုသိပြီးသွားပြီကိုက the night of the soul ကိုကြုံခဲ့ရတဲ့လူမျိုးဖြစ်ပြီးသွားပြီဆိုလို့ရှိရင်လေဒါတစ်ဖက်လိုကတော့အခုချိန်မှာသူစပြီးတော့မှ awakening အတွက်ကိုစပြီးတော့မှဖြစ်လာမဲ့ energy တွေကိုတွေ့ရတယ်သူ့ဘက်ကနေပြီးတော့မှဆက်စရပြိုလဲတယ်နာကျင်တယ်အစင်မပြေမှုတွေကြုံရတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးတွေတွေ့ရတယ်ပေါ့နော်တွေ့ရတဲ့ခါကျတော့သိကြတယ်ဒါသူ့ဘက်မှာဒါ awakening စဖြစ်နေပြီလို့ပြောလို့ရတယ်နောက်တစ်ခုကကြတော့လေ तू ကသူအဲ့လိုမျိုးတွေဖြစ်နေပြီမဲ့ပေါ့နော် तू ကပုံမပြတ်ပဲနေနေရပေါ့နော်ဟန်မပြတ်ပဲ तू ဘလောက်ပဲပြိုလဲနေပါစေနာကျင်နေပါစေအဆင်မပြေဖြစ်နေပါစေ तू ဒီမင်းကိုသူဖြစ်နေတဲ့ပုံစံအမှန်ကိုတော့ तू ပြမှာမဟုတ်ပေါ့နော် तू က तू အဆင်ပြေတဲ့ energy မျိုးရှိရဲ့तू ကလည်းသိရသူ့ကိုယ်သူပေါ့နော်ငါဘာကြောင့်ဒီလိုမျိုးတွေကြုံနေရလဲဆိုတော့သူ့ကိုယ်သူသိရဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါကတော့သူ့ရဲ့အားသာချက်တစ်ခုဖြစ်တယ်သူအဆင်မပြေတာတွေဖြစ်နေပြီမဲ့emotional ရလည်းနာကျင်တာတွေရှိနေပြီမဲ့သူဒီသူ့ကိုယ်သူယုံကြည်မှုရှိတဲ့လူတစ်ယောက်တွေ့ရတယ်နော်အဲ့ခါကျတော့ကိုနဲ့ပတ်သက်လို့ကတော့ तू ကကိုယ့်ပေါ်မှာလေးတမင်တကာအနိုင်ယူနေတဲ့ energy မျိုးလေးပေါ့နော်ဒီလိုပုံစံလေးကိုတွေ့ရတယ်ဆိုတော့သူ့ရဲ့ energy တွေလည်းဒီချိန်မှာ down နေတယ်မကောင်းဘူးခံစားချက်တွေလည်းရှုပ်ထွေးနေတဲ့ energy မျိုးနာကျင်နေတဲ့ energy မျိုးလေးကိုတွေ့ရပေါ့နော်ဒါကတော့သူ့ရဲ့ energy ဖြစ်တယ်အခုကကြတော့ဘာကိုကြည့်ပေးမှလဲဆိုတော့ပေါ့နော်ကျွန်မနောက်ထပ်ထည့်လို့တစ်ခုနဲ့ကြည့်ပါမယ်အခုကြည့်ပြီးမှကျတော့သူကဘာဖြစ်လို့ကိုမဆက်သွယ်သေးတာလဲပေါ့နော်ဒါသူ့ရဲ့အဆက်အသွယ်ကိုစောင့်နေတာသူ့စီကနေစာတစ်ခုပဲဖြစ်ဖြစ်ဖုန်းကောတစ်ခုပဲဖြစ်ဖြစ်ဒီလိုမျိုးစောင့်နေတဲ့လူရှိရဆိုရင်ဒါသူဘာကြောင့်ကိုမဆက်သွယ်နေတာလဲဆိုတဲ့ဟာလေးကြည့်ကြရအောင်ပေါ့နော်ထွက်လာတယ်ဆိုတော့ဘာကြောင့်မဆက်သွယ်ရလဲသူဘာကြောင့်မဆက်သွယ်ရလဲ
ကဲ तू ကတော့လေမဆက်သွဲဘူးဆိုတာကတော့ဒီအခုလက်ရှိမင်းတို့ဖြစ်နေတဲ့အခြေအနေအတိုင်းပဲဒီပုံစံကြီးတိုင်းကိုပဲ तू ရှေ့ဆက်ပြီးသွားမယ့်ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဥပမာ तू ဒီဆက်သွဲဖို့အတွက်ကိုမင်းနဲ့သူနဲ့က separation တစ်ခုခုဖြစ်ထားတယ်ဆိုတော့အဲ့ဒီ separation အတိုင်းပဲ तू ကလည်းသူ့လမ်းကို तू ပဲရှေ့ဆက်ပြီးတော့မှသွားမယ်ဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်သူရှေ့ဆက်ကိုသွားနေပြီမဲ့လေသူအရန်ပျော်ရွှင်နေတဲ့ energy တော့မဟုတ်နေဘူးပေါ့နော်ပြန်ပြီးတော့မှတတိယနေတဲ့ energy လေးတော့တွေ့ရတယ်ဒါပေမဲ့လေသူကပြန်လှည့်လာမဲ့ပုံစံမျိုးမှာတော့လောလောဆယ်မှာမရှိသေးဘူးဘာဖြစ်လို့လဲဆိုတော့သူဒီresistant ပေါ့နော် resistant အားကောင်းနေတယ်ပြောမယ်ဆိုလို့ရှင်သူ့ဘက်မှာတော့သူကတင်းမာမှုလေးနဲ့ရှိနေတယ်ဒီလိုဖြစ်နေတဲ့ခံစားချက်တွေငါဒီလိုမျိုးနှာကျင်နေတဲ့အရာတွေကိုငါဒီလိုပုံစံနဲ့တော့အရှုံးမပေးဘူးငါရှေ့ဆက်မယ်ငါရအောင်စူးစမ်းမယ်ဒီလိုမျိုးတွေသူ့ဘက်မှာ tension တွေများနေရပေါ့နော်ဒီလိုပုံစံလေးကိုတွေ့ရတယ်तू ကအရှိကိုပဲပို့ပြီးတော့မှဆက်သွားတော့မယ်ဆိုတဲ့ energy လေးပေါ့နော်ဒီပုံစံအတိုင်းပဲရှေ့ဆက်ပြီးသွားတော့မယ်ဆိုတဲ့ဟာတွေကိုပဲတွေ့နေရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့စိတ်ထဲမှာပေါ့နော် तू ဒီသူ့ကို तू ဟိုဒီ relationship ကိုပေါ့နော် तू ကဟိုဘယ်လိုပြောရမလဲနည်းနည်းလေးပေါ့ငါပြန်လာခြင်းတဲ့အချိန်တိုင်းပြန်လာလို့ရတယ်ဆိုတဲ့ပုံစံမျိုးချိုးနေတာပေါ့နော်ငါလှုပ်ချင်တဲ့အချိန်တိုင်းငါလှုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးအခုချိန်မှာတော့ငါဒီဒါကိုလက်လျှော့ထားမယ်ပေါ့ငါနဲ့ငါအေးဆေးနေမယ်ပေါ့ငါလမ်းကရှေ့ဆက်ရှောက်မယ်ပေါ့ဒီလိုပုံစံမျိုးသူကဖြစ်နေတာပေါ့နော်ဒါကသူ့ဘက်မှာဘာကြောင့်မဆက်သွေးသေးရလဲဆိုတော့သူ့ရဲ့လမ်းသူ့ရဲ့အနာဂတ်သူ့ရဲ့တချို့သောအရာတွေအတွက်ပဲသူအများကြီးတွေးပြီးတော့မှကိုယ့်ကိုမတွေးဘဲနဲ့သူကရှေ့ဆက်ရှောက်နေတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲ့တော့ကျမဒီနေရာမှာတခုပြောချင်တာကဘယ်လိုမျိုး message ရလဲဆိုလို့ရှင်ပေါ့နော်ကြည်နေတဲ့လူတွေပေါ့နော်ကိုကတခုခုခံစားနေရတယ်တခုခုနာကျင်နေရတယ်အဲ့ဒီကြည်နေတဲ့လူတွေကလေတခါကျရင်ကျမကြုံဘူးတယ်သူပြန်မလာတာအရန်ကြာနေပြီဥမာ9လလောက်ရှိပြီ10လလောက်ရှိပြီတစ်နှစ်တောင်ပြည့်တော့မယ်2နှစ်တောင်ပြည့်တော့မယ်ဒီလိုမျိုးပြောတယ်तू ကतू ပြန်မလာတာအဲ့လောက်တောင်ကြာပြီतू အစင်မပြေမှာစိုးရိမ်နေတာပါပေါ့နော်အဲ့လိုမျိုးအဲ့ဒါ तू အစင်မပြေမှာစိုးရိမ်နေရမဟုတ်ကိုစီပြန်မလာမှာကိုစိုးရိမ်နေတာပေါ့နော် तू ကအစင်ပြေတယ်तू ကနဲ့ तू တောင်ရွေးချယ်သွားလို့တောင်မှ तू ကလည်း तू တောင်ရှေ့ဆက်သွားပြီးတော့မှဒီလောက်နှစ်တွေလတွေကြာတဲ့အထိ तू ကပြန်မလာတာအဲ့ဒါ तू ကအဆင်ပြေတယ်မပြေတာကိုကမပြေနေတာအဲ့ဒီအချိန်မှာကိုမပြေတဲ့ကိုရဲ့စိတ်ခံစားချက်တွေကိုဒါကတစ်ဖက်တစ်လမ်းကနေဖုံးကွယ်ခြင်းတဲ့ခါကျတော့तू အဆင်မပြေပါမလား तू အဆင်မပြေမှာစိုးရိမ်နေ तू လမ်းမရောက်သွားမှာစိုးရိမ်နေဆိုတော့အဲ့ဒါအလကားမဟုတ်ဘူးအဲ့ဒါဒီကိုထင်အောင်ထင်မှာဖြစ်နေတာနော်ကိုထင်အောင်ထင်မှာဖြစ်နေတာအဲ့ဒီထင်အောင်ထင်မှာဖြစ်တဲ့စိတ် तू ကအဆင်ပြေပြီးသားမပြေမှာပူကိုမပူနေနဲ့နော်မပြေမှာမပူနဲ့သူကနဲ့သူရွေးချယ်လို့တောင်မှသူကသူသွားပြီးအဲ့တော့ဒါကဂျားဖြက်လေးကျွန်မပြောပေးရချို့လူတွေကကိုယ်စိတ်ကိုလိန်နေတာကိုယ့်ရဲ့အလုပ်ကိုမလုပ်တဲ့ခါကျတော့သူများကိုခေါင်းစဉ်တန်တာပေါ့နော်သူလမ်းမရောက်သွားမှဆိုလို့သူအစင်မပြေမှာပဲဆိုတာပါကိုကျတော့အရင်မြတ်တာရှိနေတဲ့ပုံမြတ်တာရှင်တယောက်လို့ပေါ့ကွယ်သိရမလားတကယ်တမ်းကိုကျတော့ကိုကမချစ်ဘူးသူများကိုပဲအရင် focus လုပ်နေတာပေါ့နော်ဒါကိုမလုပ်နဲ့နော်ဒီ region မှာဒါကျွန်မပြက်ပဲပြောလိုက်မယ်အဲ့ဒါမျိုးမလုပ်နဲ့ကိုကဖြစ်နေတဲ့ကိုရဲ့စိတ်မလုံခြုံမှုကဘာလဲကိုဘာကြောင့်အဲ့လိုမျိုးလိန်နေရလဲကိုဘာကြောင့်အဲ့လိုမျိုးအမှန်ကိုမသိရလဲဒါကိုပဲပို့ပြီးတော့မှ focus လုပ်စေချင်တယ်ကျွန်မရဲ့reading ကိုကြည့်နေတဲ့လူတွေပေါ့နော် okay နော်ကျွန်မစူရင်စူတယ်လို့မပြောပါနဲ့ကျွန်မမြင်တဲ့အတိုင်းကျွန်မခံစားရတဲ့ message တွေအတိုင်းပြောနေတာဖြစ်ပါတယ်ကိုယ့်ရဲ့လူတွေကိုကောင်းစေချင်လို့ပြောနေတာဖြစ်ပါတယ်နော်ကဲအဲ့တော့သူ့ဘက်ကတော့အဲ့လိုအနေထားရှိနေပြီလောလောဆယ်မှာပြန်လာမဲ့လမ်းတော့မမြင်သေးဘူးပေါ့နော်အဲ့တော့အရင်ကြီးစောင့်နေနဲ့ပြောချင်တဲ့သဘောကတော့အခုကမင်းတို့ရဲ့ energy ကိုကြည့်မယ်နော်မင်းတို့ energy ကဘာဖြစ်နေလဲနော်ခုလာပြီကိုယ့်ရဲ့ energy okay nice one okay ကဲလက်ရှိကြည့်နေတဲ့သူတွေရဲ့ energy ဒါကြတော့လေအရန်ကိုမှနူးညံ့တယ်နှွေးထွေးတယ်ကျင်နာတတ်တဲ့စိတ်နှလုံးသားကောင်းတဲ့လူတွေဖြစ်တယ်အရန်ကိုတစ်ဖက်သားကိုကျင်နာတယ်စာနာပြီးရနားလိုက်ပြီးရလူမျိုးဒီကိုယ့်ရဲ့ energy လေးမှလည်းဒါကကိုကသူနဲ့ပတ်သက်ပြီးတော့မှပြန်ပြီးတော့မှညှိနှိုင်းခြင်းနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေကိုလည်းပြန်ပြီးတော့မှအဆင်ပြေခြင်းနဲ့အရင်လိုမျိုးကြီးမရင်မကျက်ပဲနဲ့စကားတွေများရန်နေဖြစ်တဲ့အနေအထားမျိုးကြီးမဟုတ်ဘဲနဲ့လူကြီးဆန်စွာရင်ကျက်စွာနဲ့အစင်မပြေတဲ့အရာကိုနှစ်ဦးနှစ်ဖက်ကနားလည်မှုရှိနဲ့သွားခြင်းနဲ့ energy လေးကိုတွေ့ရတယ်
ပြီးခဲ့တာတွေပြီးလိုက်တော့ရှေ့ဆက်သွားမယ်အချိန်မှာတော့ငါတို့ဒီလိုလေးညှိနှိုင်းကြရအောင်ဆိုပြီးတော့မှလိုချင်တဲ့ energy လေးတစ်ခုကိုတွေးရတယ်မင်းတို့ရဲ့ energy ကအရန်ကောင်းတယ်မင်းတို့ရဲ့စိတ်ထားလေးတွေကအရန်ကောင်းတယ်ပေါ့နော်အဲ့ဒါလေးမြင်ရတယ်အဲ့တော့ကိုလေးဟိုယုံကြည်မှုရှိပါသီလားနော်ယုံကြည်မှုရှိကိုကလေဘယ်အောင်မဆိုလုံနိုင်တယ်ကိုရဲ့စိတ်ကိုလည်းကိုကုစားနိုင်တယ် healing တွေလုပ်နိုင်တယ်ဒါတွေကိုပေါ့နော်ဟိုကိုကလုပ်ဖို့လိုအပ်တယ်နောက်တစ်ခုကတော့လေမင်းတို့ဘက်ကနေစပြီးတော့မှသူ့ကိုဆက်သွယ်ခြင်းနေတဲ့ energy တွေပေါ့နော်ဒါလေးကိုတွေ့ရတယ်ငါဘက်ကနေပဲစပြီးတော့မှဆက်သွယ်လိုက်ရင်ကောင်းမလား support လိုက်ရင်ကောင်းမလားဆိုတော့ဟာမျိုးအဲ့လိုမျိုးလှုပ်ချင်နေတဲ့ energy လေးတစ်ခုကိုတွေ့ရတယ်ပေါ့နော်ဒါလေးကတော့မင်းတို့ရဲ့ energy လေးဖြစ်တယ်မင်းတို့ရဲ့ energy လေးမှာလှိုင်းနေပေါ့နော် emotional နဲ့ပတ်သက်တဲ့ဟာလေးတွေကိုတွေ့ရတယ်ပြီးတဲ့ခါကျလို့ရှိရင်တော့တခြားသောကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလေးဒီလားအနားမှာလေကိုယ့်ကိုလေဖေးမပေးမဲ့သူတွေရှိတယ်နွေ့နွေ့ထွေးနဲ့လေဆက်ဆံပေးမဲ့သူတွေရှိရပေါ့နော်ပြောရရင်တော့ဘယ်လိုပြောရမလဲကိုကအဆင်မပြေပေမဲ့လေကိုအဆင်မပြေတဲ့အကြောင်းအရာတွေကိုဒါကိုယ့်ရဲ့ရင်းနှီးရတဲ့လူတွေယုံကြည်ရတဲ့လူတွေကိုရင်ဖွင့်ပြီးတော့မှ healing ယူတင်တယ်ပေါ့နော်ခံစားတင်တယ်ပြီးတဲ့ခါကျလို့ရှိရင်ကိုအတွက်ကောင်းတဲ့အရာလေးတွေဆက်ပြီးတော့မှဖြစ်လာဖို့ဆိုရင်ကိုဒီလူဒန်းတာမျှဝေပေးတာအစမပြေတဲ့နေရာတွေအစမပြေတဲ့လူတွေကိုငွေကြေးရတော့၎င်းကိုစားစရာတစ်ခုခုတော့၎င်းဒီလိုမျိုးပေးကမ်းခြင်းတွေလုပ်ပေးမှုလိုအပ်တယ်အဲ့ဒါမျိုးတို့အတွက်ပို့ပြီးတော့မှကံကောင်းစေတယ်ကိုကလည်းကိုယ့်ရဲ့စိတ်ထဲမှာချို့တွေကကြောက်လည်းနည်းနည်းလေးမင်းတို့ရဲ့စိတ်ထဲမှာ ego လေးတွေရှိရပေါ့နော်နည်းနည်းလေးအတကြီးခြင်းတွေစိတ်ကလေးတွေရှိတယ်ဒါလေးတွေကတော့ဟိုအချိန်နဲ့အချိန်ခါကြည့်ပြီးတော့မှလိုအပ်ရင်ထုတ်တော့မှမလိုအပ်လို့ရှိရင်လည်းနေရာတကာတိုင်းမှာအတကြီးနေလို့မရဘူးပေါ့နော်ဒါလေးကိုမြင်ရတယ်အဲ့တော့ဒီမှာတော့များသောအားဖြင့် earth sign နေမြင်တယ် earth sign water sign fire sign နေနဲ့ air sign နေတော့သိမမြင်ဘူးပေါ့နော်element 3ခုပါတယ်အဲ့တော့အဆိုင်နေအဓိကပို့ပြီးတော့မှစိုးမိုးမယ်ပေါ့နော်အဆိုင်နေတော့ပို့ပြီးတော့မှလွှမ်းမိုးနေမယ်အဆိုင်လေးတွေကိုကအဆိုင်ဖြစ်တဲ့အတွက်အတ္တမဖြစ်တဲ့အတွက်ကြောင့်မလို့ grounding လိုအပ်တယ်နော် grounding လုပ်ဖို့လိုတယ်ကိုယ့်ရဲ့စိတ်တွေမတည်ငြိမ်ဘူးလို့ခံစားရတယ်ဘာမှမသိစိတ်ရှုပ်တယ်ဆိုတဲ့ energy မျိုးခံစားရတယ်ဆိုအဲ့ဒါမင်းသိကြတယ် grounding လိုနေတာ grounding တက်ကိုဘယ်လိုတွားယူမလဲမြေတက်ကိုဘယ်လိုယူမလဲဆိုလို့ရှိရင်တစ်ပင်နေနောက်တွားလို့ရတယ်မျက်ခင်းတွေပေါ်မှာဖက်နဲ့လေးချွတ်ပြီးတော့မှထိုင်လို့ရတယ်လမ်းလျှောက်နေလို့ရတယ်ခဏလောက်လိုမျိုးတဘာဝတရားကြီးနဲ့ချိတ်ဆက်ကြည့်ပါနော်ဥပမာဘာလေးတွေအတန်ကြားမိလဲငှက်ကလေးတွေအတန်ကြားမိလားတိရွက်လောက်တန်ကြားမိလားလေတိုက်တန်လေးတွေကဘယ်လိုလေးတွေလဲတဘာဝတရားကြီးနဲ့ချိတ်ဆက်ကြည့်အဲ့ဒါကမင်းတို့ပြန်ရှာတွေ့စေနိုင်တဲ့နီးလန်းလေးတွေပဲဒါ healing energy ရစေတဲ့ဟာတွေပဲเนาะတခြားအရာတွေကိုလေအများကြီးအပူပန်တွေတိတ်မတွေးနဲ့အပူပန်တွေဆိုတာကျမပြောနေကြစကားလေးတစ်ခုလိုပဲဘာမှဖြစ်မလာတဲ့အပူတွေပဲကိုယ်ပဲပူပြီးတော့ကိုယ်ပဲပင်ပန်းသွားတာအဲ့ဒီပူပင်တွေကဘာအကျိုးရလက်မဖြစ်တော့တဲ့ဟာတွေအဲ့ဒါတွေတိတ်မတွေးနဲ့เนาะဒါလေးကိုကျမတစ်ချက်ပြောချင်တယ်အဲ့တော့ကိုကချစ်လို့ရမ်းပြောတာပေါ့နော်ကိုကချစ်လို့ပြောပြပေးတာပေါ့နော်တစ်ဖက်လူအတွက်နဲ့အဲ့လောက်ခံစားနေတဲ့အတွက်လေသူ့ဘက်မှာအဆင်ပြေနေလားဆိုတော့လည်းမပြေနေဘူးဒီလား divine timing တခုရအောင်တော့ပြေသွားလိမ့်မယ်အဲ့တော့မင်းတို့အတွက်ကို love note ပေါ့နော်အချစ်ရဲ့ message လေးကဘာများဖြစ်မလဲပေါ့နော်ချို့တော်သူတွေမင်းတို့နဲ့သူနဲ့ဒီ relationship ကဘယ်လိုမျိုးဆက်ဖြစ်လာမလဲဆက်ဖြစ်လာအောင်မလဲပေါ့နော်โอเคအဲ့တော့အခုပို့ပြီးခိုင်မြဲတဲ့အဆင့်တစ်ခုကိုတက်ဖို့အခြေအနေဖြစ်လာတယ်တဲ့နော်ဒီအခြေအနေလေးကမင်းတို့နှစ်ယောက်ကွဲကွာနေတဲ့ separation ဖြစ်နေတဲ့အခြေအနေလေးကရက်ပို့ပြီးတော့မှကောင်းမွန်လာမဲ့အခြေအနေတစ်ခုကိုသွားဖို့အတွက်အခြေအနေလေးဖြစ်လာတယ်ဒီချိန်မှာကိုယ့်ကိုအများကြီးပြန်လဲသုံးသပ်ရမယ်နော်ကိုဘာတွေလွန်ထားလဲသူကဘာတွေလွန်လဲဘယ်လိုမျိုးတွေပြန်ပြီးညှိနှိုင်းမလဲဒါလေးကိုပြင်ဆင်ရမယ်နောက်တစ်ခုတော့ပြဿနာတွေကိုဒေါ်လာနဲ့ဖြည့်ရှင်းသမျှအမားကြီးတာဖြစ်လာဖို့များပါတယ်เนาะပြဿနာဖြစ်ပြီးဆိုရင်ဒေါသကိုလျှော့ပါဒေါသသည်အမြဲတမ်းပူလောင်လာတယ်100% perfect ဖြစ်တယ်ဆိုတာကဘယ်သူမှမရှိပါဘူးအဲ့ဒီလိုဖြစ်နေတယ်ဆိုရင်လေအဲ့ဒီရာတကယ်အစစ်အမှန်မဟုတ်ပါဘူးတဲ့အရန်ကိုအတိတ်ပဲရှိတဲ့စကားလေးတစ်ခုဖြစ်တယ်เนาะလူတိုင်းမှာနားလည်မှုကအရင်ရိတ်ကြီးရပေါ့နော်တစ်ဖက်လူနဲ့ကိုယ်နဲ့အဲ့လိုမျိုးရှင်လာတဲ့အခါလူနှစ်ယောက်ပေါင်းစည်းဖို့ဖြစ်လာတဲ့အခါမှာကိုမသိနိုင်တဲ့သူ့ရဲ့ trauma တွေရှိတယ်လို့သူမသိနိုင်တဲ့ကိုယ်တိုင်တော့မသိနိုင်တဲ့ကိုယ့်ရဲ့ trauma တွေကအများကြီးရှိတယ်အဲ့လို trauma တွေမတူတဲ့အချိန်တွေမှာတော့တစ်ဖက်ကမှကိုယ်အတွက် trigger တွေဖြစ်လာတဲ့အခါမှာသူ့ကိုပြဿနာရှာမိတာမျိုးတွေဘာတွေပေါ့နော်ကိုယ်တိုင်ကရှင်းလင်းရေးမလုပ်ထားဘူးကိုယ့်ရဲ့ mental ဘိုင်းကိုရှင်းလင်းရေးမလုပ်ထားဘူးဆိုရင်တစ်ဖက်လူကိုလည်းကိုကဘယ်တော့မှရှင်းလင်းနေမှာမဟုတ်ဘူးအမြဲတမ်းပြဿနာရှာခြင်းနေမယ်အမြဲတမ်း
ဟာလာဘယ်လိုပြောမလဲလူမကြနေဘာမဆိုလူမကြနေတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့လူတိုင်းမှာ100%ဘယ်သူကမှ perfect မဖြစ်ဘူးကျမတို့လည်း no မဖြစ်ဘူးကျမတို့မှာအများကြီးရှိရယ်နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့တကယ်ဖြစ်နေတယ်ဆိုလို့ရှိရင်လေအဲ့ဒါကအစ်စ်မှမဟုတ်ဘူးဆိုတော့ဒီစကားလေးကိုကျမအထူးတလဲပြောစရာမလိုလောက်အောင်ကိုနားလည်လိမ့်မယ်လို့ထင်တယ်အဲ့တော့သူ့ရဲ့လိုအပ်ချက်တွေသူ perfect မဖြစ်တဲ့အကြောင်းအရာတွေရှိရဆိုရင်လေနားလည်ပေးပါနော်ကိုလည်း perfect ဖြစ်နေလား100%ကျမတို့ဘယ်သူမှပြည့်စုံနေတဲ့အရင်လူတွေမဟုတ်ဘူးဒါကိုကိုယ်တိုင်လည်းနားလည်ပေးပါသူများကိုလည်းနားလည်ပေးပါနော်ဒါလေးကိုကျမပြောချင်တယ်ဆိုတဲ့အခါကျတော့ဒီတစ်ပတ်ရဲ့ message လေးကတော့ဒီတော့ပဲပေါ့နော်ကျမဘာနဲ့ထပ်ဆွဲရအောင်လဲလို့ကြည့်တဲ့အချိန်မှာတော့ဘာလေးနဲ့မှတော့မဆွဲချင်တော့တဲ့ energy မျိုးဖြစ်နေတယ်သူကပေါ့နော်ဘယ်အချိန်မှာဆက်သွယ်လာနိုင်မလဲဆိုတဲ့ဟာလေးတော့ကျမတို့ချက်ကြည့်ကြမယ်ပေါ့နော်သူကအခုချိန်မှာတော့သိကြတယ်ကွာမဆက်သွယ်သေးဘူးဆိုတော့ကျမတို့ဟုတ်ပြီဘယ်အချိန်မှာဆက်သွယ်လာနိုင်မလဲပေါ့နော်ဒါလေးကိုတော့ချက်ကြည့်ရအောင်နောက်ဆုံးတက်နေတယ်ကျမဒါလက်ဆောင်ပေးရပေါ့နော်မှန်ဆိုရင်ဒါကျမမကြည့်တော့ဘူးလို့တွေးတာသူကဘယ်အချိန်မှာဆက်သွယ်လာနိုင်သေးလဲလောလောဆယ်တော့မဆက်သွယ်သေးဘူးသိကြတယ်ဟေးကြည့်နေတော့ကဲမဲဆက်သွယ်လာမှာတော့သူကလေပြောမယ်ဆိုရင်တော့သူကလေနဲ့သူအခုချိန်မှာတော့လုံးဝငြိမ်သက်ပြီးတော့မှနေနေတယ်ပေါ့နော်ဟန်မပြတ်ပေါ့ဟန်မပြတ်ပဲငြိမ်သက်ပြီးနေနေတယ်ပြောရမယ်ဆိုရင်သူ့ဘက်မှာလေဒီဆုံးရှုံးသွားတဲ့အရာတွေမင်းနဲ့သူနဲ့ဖြစ်သွားတဲ့အရာတွေပေါ်မှာအများကြီးပူဆွေးဝမ်းနည်းမှုရှိနေတယ်ပူဆွေးဝမ်းနည်းမှုရှိနေတဲ့ခါကျတော့လေဥပမာဟုတ်ငါတို့ကကောင်းနိုင်ပါသေးတယ်ငါတို့ကပြန်ပြီးတော့မှအဆင်ပြေနိုင်ပါသေးတယ်ဆိုတော့စိတ်ကိုယ်တောင်မှ तू ကမတွေးမိနိုင်တော့တဲ့အထိလေအဲ့ဒီဖြစ်သွားတဲ့အရာပေါ်မှာပဲပို့ပြီးအာယုံစိုက်နေမိရပေါ့နော်အဲ့ကျတော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ကောင်းတဲ့အရာတွေလွတ်သွားတာပေါ့နော်သူ့အတွက်ကောင်းတဲ့အရာတွေသူ့အတွက်အခွင့်အရေးတွေလွတ်သွားတာအဲ့လိုပုံစံမျိုးဥမာမင်းကလည်းဥမာပြန်ပြီးတော့ငါတို့အဆင်ပြေပြေနဲ့ဆက်သွားရနိုင်ပါသေးတယ်အဲ့လိုမျိုးပြောချင်ပေမဲ့လေ तू ကအဲ့ဒီပြောတဲ့စကားလုံးကို तू ကမမြင်နေတော့တာဒီလားပြောမယ်ဆိုရင်ငါမားခဲ့တဲ့ဥမာ तू မားခဲ့တယ်ဆိုလဲဒါငါမားခဲ့တယ်ဒါတွေကငါတော်တော်လေးကိုစိုးခဲ့တာပဲဆိုပြီးတော့နှောင်ထားရတယ်ဝမ်းနေတယ်ဆိုတော့အဲ့ဒီပုံမှာပဲ focus လုပ်ပြီးတော့မှပြန်ကောင်းအောင်ငါဘယ်လိုဆက်သွယ်မယ်ဆိုတော့အာယုံကိုကျတော့ तू ကမရောက်နေဘူးပေါ့နော်အဲ့ဒါကိုတွေ့ရတယ်နောက်တစ်ခါတော့ तू ဆက်သွယ်လာလဲဦးမယ်နော်မင်းတို့နှစ်ယောက်ပြန်ဆောင်လိမ့်မယ်နှစ်လအတွင်းမှာတော့အခြေအနေတစ်ချက်စောင့်ကြည့်လိုက်ပါသူတို့ဘက်ကနေအကြောင်းတစ်ခုခုကြားရလိမ့်မယ်ဒီနေ့ reading လေးကတော့ဒီမှာဒီလောက်ပါပဲဒီမှာပဲအဆုံးသတ်လိုက်ပါပြီအားလုံးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်